ကိုကိုတမိုးထားတဲ့သူအနာမှာနေခွင့်ရတယ်ဆိုတာတကယ်ကိုကြီးမားတဲ့ဆုလက်တစ်ခုပါပဲကိုရဲ့တမိုးကိုသိပြီးအသိမှတ်ပြုပြီးတဲ့သူဟာကိုကိုနေအောင်ကြည့်အောင်မှာနေခွင့်ရတယ်လို့ပဲတွေးထွေးစီပါတယ်လူတွေအများကြီးချတဲ့မှာကိုမျက်နှာကိုစာအုပ်တအုပ်လုံးနဲ့နှစ်ချက်ချက်ဖတ်တတ်တဲ့သူပါကိုကိုတမိုးထားတဲ့သူပါလက်ကလေးတွေးထားတတ်တာခုံးလေးကိုတိတိတရားနဲ့ပွေဖက်ပေးထားတာကိုစကားကိုတတိချာချာနားထောင်ပေးတတ်တာကိုဝမ်းနဲ့အားနေတဲ့အခါခုံးလေးထိုးပေးထားတတ်တာကိုအစမပြေလားလို့တတိတရားမေးတတ်တာဒါပြီးအားလုံးကတမုန်းထားတဲ့သူတွေရဲ့အပြုအမူတွေဖြစ်တယ်ကိုစိတ်တက်တာလေးတွေကိုတတိတရားနဲ့ပတ်ထားပေးတတ်တာကိုမကြိုက်တာတွေကိုရှောင်ပေးတတ်တာဒီအချက်လေးတွေကတမိုးထားတဲ့သူရဲ့အလေးထားလေးတွေပဲဖြစ်တယ်တမိုးထားတဲ့သူအနာမှာနေခွင့်